ကိုနားမလဲဘူးကျွန်တော်ဗတ်တွေပါတယ်ကျွန်တော်စိတ်ညာကျွန်တော်ဟိုးတနေ့ကဆိုကျွန်တော်ဟိုထိုင်းနိုင်ငံကကျွန်တော်ဗမက်ဆောက်တဲ့တော့ကမက်ဆောက်တဲ့တော့ကတော့ဟာမင်းကလည်းစူနေချအောက်ကတော့ကြီးကြောက်တော့တော်တော်ချတာသိလားလူရှင်တော်တွေလည်းချဟာရောတပတ်နှစ်ပတ်10ပတ်အဲ့လိုမပေးတာနောက်ဆုံးလည်းကျွန်တော်တီးပေါက်ပြီးထားတာအတင်းဘာမှကြံနေတယ်ဆိုတော့ကိုကျွန်တော်မပေးချင်တော့စိတ်ကတော့တော့လာပါပြီချင်ရရော့လေတောက်ပတ်မပါဘူးစောင်းအောင်နဲ့ပြေးလိုက်လို့စောင့်နေကပြီးတော့ပြီးလားဘာတော့လက်မဝင်နိုင်လို့လားအမလက်မဝင်နိုင်လို့လားအမေဗီဒီယိုကောနဲ့ကြည့်နေတာလားကြီးကွဲဗီဒီယိုကောနဲ့လားလာ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 အမိုးစုံလေးကစီးတဲ့ကောင်းရလားလက်ကိုဒီဘူလေးကိုချစ်ချင်လားအမိုးစုံကပြီးရှိလက်ကိုဒီမလားအမိုးစုံမပြေကွာပြေမလားဒါစလာ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 ဟာအဲ့ဒါဘတ်တယ်လားဘယ်ဟာမြင်ဘူးရှင်ဟာမိုက်တယ်ကျွန်တော်သူ့မှာလည်းရှိတယ်တဲ့မြင်တယ်မတွေ့ဘယ်ဟာမြင်ဘူးမတွေ့ဘူးလို့ခဏမပြောင်းဟာဒီလည်းကင်ဘူးလားမဟုတ်စင်ကာပူဒေါ်လာလားဟာမိုက်လာမကင်ဘူးလို့ကင်ဘူးမင်းတော့ပြန်ကကင်ဘူးချင်လို့ဘာမှမဟုတ်ဘူးအဲ့ဒါမင်းခရောက်ဒေါ်လာလားဒီလေမင်းအဲ့ဒါဟိုရောက်ရွှေကုန်းဟိုတွေကဘုံရဟာလိုက်တာဒါမလေးလို့ခေါ်အမေမလေးဆိုတာတွင်းကြလားဂျပန်အော်ဂျပန်ခုနငါပြောတောက်ပတ်ပေါ့ရပါတယ်ဟဲ့လားအကုန်လိုချင်မင်းသူများပြောတယ်ပြောချင်တရားရှက်စရာကြီးဒါကွင်းတော့ပတ်စံကိုပတ်စံအောင်ဘာလဲပတ်စံကြောက်ပါပတ်စံကြောက်ပါမြင်နေအခုမြင်နေဒီလေအောင်သူခုနစင်ကာပူပတ်စံဟလားဘုစုပါဒီလေအောင်သူမသိလို့မင်းမနော်ခုနစင်ကာပူပတ်စံဟလားစင်ကာပူသွားရင်ဘယ်လောက်ကုန်စင်ကာပူသွားရင်လက်ရှိဆိုရင်travel business လူသားလေးအောင်ပြောပါကိုကသူ့ငါနဲ့တော့အောင်တော့မဟုတ်တော့အဲ့လိုနေမကြိုက်ဘူး travel business I'm going to the Singapore maybe ဒီချင်းမြန်ပြေးပလိုက်မှာတော့သိသိရအောင်တစ်ခါလေးပြောတာလူသားလေးအောင်ပြောလို့ပြောနေတာကိုပြောပါမှာmaybe အဲ့ဒါငါညီလေးပြောပါကြည့်this man question you are the from now fucking လို့တတ်ပြပါဘလောက်နေကဘလောက်ကုန်လဲဟိုလက်ရှိဆို300လောက်နေလောက်တော့ကုန်ပါစင်ကာပူသွားရင်300လောက်ကုန်တယ်ရွှေကြီးတို့သွားတာ300ပဲကုန်တယ် YBN ကမနော်ဘုဆုံးတော်မှာစင်ကာပူဖုန်းတုံးရှိတယ်တို့ဆိုလာ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 ဟမ်ဆူရပေးလေအဲ့လိုကောစောလေးလေးဆွဲပေးပါဟုတ်တယ်ရှိရပြီကောစောလေးဆွဲပါဒီတကပတ်စံဆွေးကြမယ်လူတွေခါလည်းပြောမယ်နော်ချိန်ချိန်နဲ့မတွေ့ပါနဲ့အဲ့ဒီတော့ဒီတကဆွေးကြတဲ့လူတွေမင်းသားကိုဟိုအသားနဲ့အင်းနဲ့ဟိုစတာဘလာနဲ့တခါလေးပြန်ပေးလိုက်အဲ့ဒါမကြတော့ဘူးအားရောဘာလို့ကြတာစိတ်ဆူလာလားလာ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 ပြီဟေးဘယ်မသိလိမ့်မလဲပေ40လောက်ရှင်စကုံဘောအားလုံးဖြစ်တာပါအားလုံးမှန်ပြအကုန်သိဘာသိအောင်ဘယ်ကြောက်ရတာလဲဆက်ပြအကုန်ပြုတ်ကြနေတာပဲဒီနေ့ထူးကြပါလေငါနှုတ်ဆက်ညာလေးမှာထူးကြပါလေဘာဖြစ်လဲနော်မင်းသားကောင်းပေါင်းနေပြီးတော့တစ်ခွာပါတစ်ပွင့်ကြပါလေအဲ့တော့လူချင်းတဲ့စုရှိလားဟုတ်ပြီအဲ့လိုဒီလိုက်ကြည့်တော့ပြစ်လိုက်မျက်နှာလိုက်တဲ့ဖြစ်မှာဆိုလို့နောက်ပြန်လေးပြစ်နော်ဒီပန်းကိုဒီလိုနောက်ပြန်လေးပြစ်လိုက်မယ်ဒီပန်းရတဲ့လူကကျွန်တော်ရဲ့ဖူးစာရှင်ပါပေးပါပေးစမ်းပါအဲ့တော့ဒီပန်းကိုနောက်ပြန်ပြစ်မယ်အဲ့တော့ပြစ်မှာမို့လို့ညီလေးကရီးပေး
အဲ့ဒါမနော်အပတ်ကြီးပဲနော်